ဒီနေ့ကတော့အမဖားရဲ့ကမွန်ကြီးရဲ့ကလေးရဲ့ကြော်ပြပါမယ်ရှင်ဒါကမွန်ကြီးရဲ့ကလေးပါဘလို့ကြော်ရလဲကိုတေချာလေးပြပါမယ်ရှင်စီကိုပထမဆုံးကြက်တဲအောင်တဲလိုက်မှာတဲပြီးတော့မှအမဒီဖားလေးကိုနည်းနည်းကြော်မယ်ပေါ့နော်အမမကတ်အိုးထဲမှာဒီလိုမျိုးကြော်ထားလိုက်ပြီပေါ့နော်ဘာလို့လဲနည်းနည်းလေးမာပြီးတော့မှအမကမွန်ကြီးရဲ့ဟိုဒီရဲ့စီတက်ပြီးတော့အဲ့လိုထည့်မှာပေါ့နော်ဖြည်းဖြည်းနဲ့ဒီလိုလေးဖြစ်သွားပါပြီလို့တို့ဖြစ်သွားဆိုနည်းနည်းလေးဆဲလိုက်တော့မယ်ဆဲပြီးတော့ပေါ့နော်ဒီရုပ်ဒီလေးကြော်မယ်ကမွန်ကြီးနဲ့လေးကြော်ပါမယ်ရှင်စီတက်တာပေါ့နော်ဖားကိုကမွန်ကြီးရဲ့ဒီပြန်ကြော်ဖို့ဒါကိုစီတက်ထားပါရှင်ကမွန်ကြီးလေးထည့်ပြီးတော့ပေါ့နော်ပုံစီတက်လိုက်ပါမယ်ကမွန်ကြီးလေးကိုမွေးလိုက်မယ်ပေါ့နော်မွန်ကျင်ကလေးကဒီလိုလေးမှုေးလာပြီးဆိုတော့ဗောနော်အမဖားလေးထည့်ပါမယ်ရှင်ကဲဖားလေးထည့်ပြီးတော့ဒီလိုလေးမှုေးနေဗောနော်ဒါကတော့ဖားကမွန်ကျင်လေးရပါပြီရှင်တော့မနော်ဖားကမွန်ကျင်လေးပြီးလို့ရှိရင်ရှမ်းနန်းနန်းလေးပေါ်ဖြူပြီးတော့နေပြမယ်နော်နောက်ဆုံးကြော်ထားတဲ့ဖားကမွန်ကြီးရဲ့ကြော်လေးရပါပြီရှင်လို့ဒါတော့ကလာနန်းနန်းလေးအုပ်လိုက်တာပေါ့နော်ကြည့်လိုက်နောက်ဆုံးကြော်ထားတဲ့ဟင်းလေးရပါပြီရှင်ဦးစားကြပါအောင်ရှမ်းကောင်းနဲ့ရှယ်ကောင်းပါလေရှင်